2026 FIFA World Cup ရဲ့ Group C နဲ့ D မှာဆိုလို့ရှိရင်ဘယ်သင်းတွေပါလဲဘယ်သင်းတွေကနောက်တစ်ဆင့်ကိုတက်သွားနိုင်လဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်နဲ့ဒီနေ့မှာညီကိုတွေနဲ့ဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါနဲ့ပြည့်စုံကြပါစေ The Weight of Man United ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါအထူးအစီအစဉ်အနေနဲ့ကျွန်တော်တို့ဒီ2026 FIFA World Cup ကမ္ဘာဖလားရက်လာတော့မယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးမလာခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ channel ကနေပြီးတော့ Manchester United အသင်းရဲ့အကြောင်းလေးပဲတင်ပေးနေတာကနေပြီးတော့အပြောင်းအလဲဖြစ်သွားအောင်လို့ကျွန်တော်တို့ဒီအထူး special episode အနေနဲ့ကျွန်တော်တို့ဒီကမ္ဘာဖလားအတွက်ကိုကျွန်တော်ဘယ်သင်းတွေကိုသဘောကျမိလဲဘယ် group တွေမှာဘယ်သင်းတွေပါပြီးတော့ဘယ်သင်းတွေကနောက်တစ်ဆင့်ကိုတက်သွားနိုင်လဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်လှုပ်လာပေးတာဒါနဲ့ဆိုလို့ရှိရင်တော့ group C နဲ့ D ကိုရောက်လာခဲ့ပြီပေါ့နော်ဆိုတော့အရှိမတော့ကလည်းကျွန်တော် group A နဲ့ B နဲ့ကိုတင်ထားပေးတာရှိတယ်မကြည့်ရသေးဘူးဆိုကျွန်တော်ရဲ့ video list ထဲမှာရှိရင်တော့ရှာပြီးတော့လည်းကြည့်လို့ရတာပေါ့နော်အဲ့ဒါကြည့်ပြီးတော့မှဒါကိုလာကြည့်လို့ရှိရင်တော့ပို့ပြီးတော့နည်းနည်းလေးလိုက်ရောညီတွေဖြစ်ပြီးတော့နည်းနည်းလေးအဆင်ပိုပြေမယ်လို့ကျွန်တော်တို့ထင်တာပဲပေါ့နော်ဆိုတော့စလိုက်အောင် group C နဲ့ D မှာဆိုလို့ရှိရင်တော့အသင်းကောင်းတွေတော်တော်များပါလာပြီလို့ပြောလို့ရတယ်ကျွန်တော် group C ကိုအရင်ကြည့်လိုက်အောင် group C မှာဆိုလို့ရှိရင်တော့ Brazil ပါတယ်ပြီးလို့ရှိရင် Morocco ပါတယ် Haiti ပါတယ်Scotland ပါတယ်ပေါ့နော်ဆိုတော့၄သင်းပါမယ်နောက်ထပ် group D မှာဆိုလို့ရှိရင်တော့United States ပါမယ်ပြီးလို့ရှိရင် Turkey ပါမယ်ပြီးရင် Paraguay ပါမယ် Australia ပါမယ်ပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော် roughly ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ group C မှာဆိုလို့ရှိရင်အသင်းကောင်းတွေပါနေသလိုတစ်ဖက်မှာ group D မှာဆိုလို့ရှိရင်လည်းဘယ်အသင်းမှအသာရနေအောင်မရှိဘဲနဲ့အကျိတ်နဲ့ရှင်ပြန်ရမယ့်သဘောမှာလည်းကျွန်တော်တို့တွေ့ရတဲ့အသင်းတွေတော့ရှိတယ်ပေါ့နော်ပထမဆုံး group C နဲ့ပဲနည်းနည်းခွဲခြမ်းစိတ်ဖြာကြည့်အောင် group C မှာဆိုလို့ရှိရင်တော့ Brazil ရယ် Morocco ရယ် Haiti ရယ် Scotland ရယ်ပါတယ်ပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်တော့ဒါတခွန်းနဲ့ပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီ group ရဲ့နံပါတ်အဆင့်1နေရာကိုဆိုလို့ရှိရင်တော့ Brazil ပဲရသွားမယ်လို့ကျွန်တော်ကတော့ထင်တယ်တော်တော်များလဲ Brazil လို့ပဲခံမှန်းမိကြလိမ့်မယ်ပေါ့နော်ဘာလို့ကျွန်တော်အဲ့လိုမျိုးရည်တည်ပြပြောရဲလဲဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့နှစ်ကမ္ဘာဖလားတို့ဘာလို့မှတော့ကျတော့ Brazil ဒီနီးပြကဒီလိုမျိုးဘောင်ဝင်တန်းဝင်နီးပြမဟုတ်ပဲကျွန်တော်စော်ကားသူဖြစ်သွားရင်တော့ sorry ပေါ့နော်ဘောင်ဝင်တန်းဝင်နီးပြမဟုတ်ဘူးတာမန်နီးပြတယောက်ကိုပဲခေါ်ပြီးတော့ခန့်ခဲ့တာပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့ Brazil ကတကယ်သူတို့ရဲ့နီးပြနေရာအတွက်ကိုကျွန်တော်တို့ဒွန်ကာလိုကြီးလို့ချစ်စနိုးနဲ့ခေါ်တဲ့ကာလိုအန်ဆယ်လော့တီကိုခေါ်ပြီးတော့ခံထားရဖြစ်တဲ့အတွက်ကြောင့်အတိုင်းအတာတစ်ခုလောက်ဒီမျောလင်းလို့ရတယ်လို့သတ်မှတ်လို့ရတာပေါ့နော်အကြောင်းမလို့ကျွန်တော်ဒီမှာပို့ပြီးတော့ Brazil ကိုတော့မျောကိုကြည့်နေတာပေါ့နော်ဆိုတော့အကြောင်းမလို့ဒီမှာဆိုလို့ကျွန်တော် Brazil ကိုတော့ကျွန်တော်ကဒီနောက်တစ်ဆင့်ကိုတက်သွားမယ်အမှတ်ပေးစရာရဲ့အဆင့်1နေရာနေတက်သွားမယ်လို့ပဲကျွန်တော်ကတော့ထင်မြင်မိတာလေးတော့ရှိရပေါ့နော်သူ့အောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒုတိယနေရာလိုက်မှာတော့ကျွန်တော် Morocco လားလို့တော့ထင်တယ်ပေါ့နော် Morocco ဆိုတာကလည်းဒီအခြားပင်အသင်းတော့မဟုတ်ဘူးအကုန်လုံးတည်ပြီးသားတိုင်းပဲဒီ PSG တင်းရဲ့ Hakimi တို့ပြီးလို့ရှိရင် Manchester United တင်းရဲ့နောက်ခံကစားသမား Mazraoui တို့နာမည်ကြီးကစားသမားတော်တော်များလဲ Morocco မှာပါတယ်ပေါ့နော်အကြောင်းမလို့ Morocco ကလည်းအတိုင်းအတာတစ်ခုလောက်ထိလုံးပြနိုင်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိရတယ်တော့ရှိတယ်အကြောင်းမလို့ဒီကောင်ကိုလည်း short တော့လို့မရဘူးပြီးခဲ့တဲ့ကမ္ဘာဖလားမှာတော့ဆိုလို့ရှိရင်2022ကမ္ဘာဖလားမှာတော့ဆိုလို့ရှိရင် Morocco ကအတိုင်းအတာတစ်ခုထိလုံးပြနိုင်ခဲ့တာကိုကျွန်တော်ကြည့်ချင်းအားဖြင့်ဆိုလို့ရှိရင် Morocco ကလည်းအတိုင်းအတာတစ်ခုလောက်ထိမျောလို့ရနေတာတစ်ခုမှရှိတယ်လို့သတ်မှတ်လို့ရတာပေါ့နော်ဒါပေမဲ့သူနဲ့အပြိုင်ဖြစ်လာနိုင်တာနောက်ထပ်သတင်းကဘယ်တင်းလဲဆိုလို့ရှိရင်တော့ Scotland ပေါ့နော် Scotland ကိုလည်းကျွန်တော်တို့က short တော့လို့မရဘူးဒါနာမည်ကြီးသားသမားတော်များ Scotland မှာလည်းပါတော့ကျွန်တော်တို့သတိထားမိတယ်ဒီ Aston Villa တင်းရဲ့ကွင်းလယ်ကစားသမား Mike King တို့ပြီးလို့ရှိရင် Napoli တင်းရဲ့ကွင်းလယ်ကစားသမား Scott McTominay တို့ပြီးလို့ရှိရင်လည်းဒီ Manchester United တင်းကနေပြီးတော့ဒါအစားထိုးခေါ်သွားတဲ့ Fletcher ရဲ့အသားပေါ့နော်ဒါ Tyler Fletcher တင်တယ်ဆိုတော့ဒီ Fletcher ပေါ့နော်သူတို့လည်းပါတယ်ပြီးလို့ရှိရင် Scotland မှာလည်းနာမည်ကြီးစားသမားတော်များပါသူတို့ England ရဲ့ဒီ base ကစားသမားတွေများတာဖြစ်တဲ့အတွက်ကြောင့် Scotland ရဲ့ကစားမှုကစားပေါက်ကလည်းပုံနေပြောမယ်ဆိုလို့ရှိရင် England နဲ့ draw နီးစပ်လေးစင်တယ်ပေါ့နော်အကြောင်းမလို့ Scotland မှာလည်းလုံးပြနိုင်စွမ်းရှိရလို့ကျွန်တော်တို့ထင်တယ်အဲကြောင့်မလို့ဒီ group မှာဆိုလို့ရှိရင်တော့ Brazil ပြီးသွားလို့ရှိရင်တော့ဒီဒုတိယနေရာအတွက်ကို Scotland နဲ့ဒီ Morocco ကအပြိုင်ဆိုင်လူရမယ့်သဘောမှာရှိမယ်လို့ကျွန်တော်ကတော့ထင်မြင်မိတာလေးတော့ရှိတယ်စိတ်မကောင်းစရာကတော့ Haiti ပေါ့နော် Haiti ကကျွန်တော်သိရတဲ့တော့ပထမဦးဆုံးချိန်စပြီးတော့ပြိုင်တာထင်တယ် Haiti ကဒီကမ္ဘာဖလားကိုလေဆိုတော့ Haiti အတွက်ကတော့အိမ်ဖြစ်အသင်းအောင်ပဲဖြစ်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒီထက်ပိုပြီးတော့လုံးပြနိုင်တယ်ဆိုလို့ရှိရင်တော့သူတို့နိုင်ငံတော်တကယ်ကိုဂုဏ်ယူစရာတစ်ခုဖြစ်လာမှာပေါ့နော်ဒါပေမဲ့လည်းဒီထဲမှာဆိုလို့ရှိရင်တော့ Haiti ကတော့အင်အားအနည်းဆုံးနဲ့အိမ်ဖြစ်အသင်းဖြစ်မယ်လို့
ထင်တာပဲပေါ့နော်ဆိုတော့စေမကောင်းကြတော့ Haiti ကဒီ group stage ကနေပဲလှည့်ပြီးတော့ပြန်ရမယ့်သဘောမှာတော့ရှိရပေါ့နော်သူ့အောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ group D ပေါ့နော် group D မှာဆိုလို့ရှိရင်တော့တော်တော်လေးပြန်ဆံမှုပြင်းထန်မယ်လို့ကျွန်တော်တို့ထင်တယ်ဘာလို့လဲဆိုလို့ရှိရင်တော့ပါတဲ့အသင်းတွေက United States ပါမယ်ဒါ USA ပါမယ်ပေါ့နော်ပြီးလို့ရှိရင် Turkey ပါမယ် Paraguay ပါမယ် Australia ပါမယ်ပေါ့နော်ဆိုတော့အထက်မှာကြည့်မယ်ဆိုလို့ရှိရင်မျိုးလုံးထဲမှာ technical တန်းမြင်မှာတော့အသင်းကဘယ်အသင်းမှထူးခြားပြီးကောင်းနေတာမျိုးကျွန်တော်တို့မတွေ့ရဘူးအကုန်လုံးကမျှကြီးရှိရလို့ပြောလို့ရတယ်တခုအနေနဲ့ဘာအားသာလဲဆိုလို့ရှိရင်တော့ Asian ပေါ့နော် Asian အားသာချက်အနေနဲ့ဆိုလို့ရှိရင်တော့ USA က Asian အားသာချက်တစ်ခုအနေနဲ့ထည့်လို့ရတယ်အဲကြောင့်မို့ဒီထဲမှာဆိုလို့ရှိရင်တော့ USA ကို Asian အားသာချက်တစ်ခုအနေနဲ့ထည့်မယ်ဆိုလို့ရှိရင်တော့ဒီ group မှာနောက်တစ်ဆင့်ကိုတက်သွားနိုင်ခြင်းများတာတော့ USA လို့ပြောလို့ရတယ်ပေါ့နော် US ကတော့ကျွန်တော်ထင်တာမမှားဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီတစ်နေရာလောက်ကိုတိတ်သဘောမကျဘူးဒုတိယနေရာလောက်ကနေပဲ USA တက်လာမယ်လို့အဲ့လိုမျိုးထင်မိတာတွေတော့ရှိတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်သူတို့အသင်းရဲ့အစုဖွဲ့တွေကကောင်းတယ်ဆိုပေမဲ့ USA ဒီနီးပြရလဲပိုချက်တီနိုဖြစ်နေပါစေအောင်သူတို့ရဲ့အစုဖွဲ့နဲ့ကြတော့ဒါအရင်လိုပြနိုင်မယ်လို့ကျွန်တော်သိပြီးတော့မခံစားဘူးပေါ့နော်ဒါပေမဲ့အင်ရှင်ဆိုတဲ့အားသာချက်လေးတခုတော့ရှိတာပေါ့နော်အဲကြောင့် USA ကိုတော့ကျွန်တော်နောက်တစ်ဆင့်တော့တက်မယ်ဒါပေမဲ့အမှန်ပေးကြရဲ့အဆင့်2နေရာလောက်ထိပဲကျွန်တော်ထင်မြင်မိတာလေးတော့ရှိရပေါ့နော်တစ်နေရာမှာကျွန်တော်ဘယ်သူ့ကိုကျူးချရွေးပေးခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်တူရကီကိုနည်းနည်းလေးပို့ပြီးတော့မျှော်လင့်ခြင်းတယ်ဘာလို့လဲဆိုလို့ရှိရင်တူရကီမှာအာဒါဂူလာတို့လိုကစားသမားမျိုးတွေပါတယ်ပြီးလို့ရှိရင် Yatas ထင်တယ် Juventus ကဒီကစားသမားတွေလည်းတကယ်ကောင်းတဲ့ကစားသမားတွေပြီးတော့ Manchester United အသင်းရဲ့ကိုယ်သမားအတိုင်းဘယင်းသားတို့ပါလို့လည်းပါတာဖြစ်တဲ့အတွက်ကြောင့်တူရကီကိုနည်းနည်းလေးမျှော်လင့်ကြည့်ခြင်းတယ်ဒါပေမဲ့တူရကီနဲ့မထင်မှတ်ဘဲနဲ့လာပြီးတော့လူဝနိုင်ကြီးရှိတာကျွန်တော်ထင်တော့ပါရာဂွေးဖြစ်မယ်လို့ထင်တယ်ပေါ့နော်ပါရာဂွေးဒီအရန်ကြီးတောင်နေတဲ့လူချင်းမရှိဘူးကစားကွက်ကအရန်ကြီးကောင်းတာတော့မဟုတ်ဘူးဆိုပေမဲ့ကြစ်လက်တဲ့ကစားရင်ရှိတယ်ခံစစ်တော်တော်လေးကောင်းတယ်အဲကြောင့်မလို့ပါရာဂွေးကိုလည်းမျှော်လင့်လို့ရတဲ့အနေအထားတစ်ခုမှရှိတယ်ပေါ့နော်ဆိုတော့အထဲမှာဆိုလို့ရှင်တော့ကျွန်တော်ကဒါကုနာစကားကိုပြန်ဆိုရေးပြောရမယ်ဆိုရင်ဒီအမှတ်ပေးစရာရဲ့အဆင့်2နေရာနေပြီးတော့ USA ကိုတက်လာမယ်လို့ကျွန်တော်တို့ထင်တယ်နံပါတ်1နေရာအတွက်ဆိုတော့နည်းနည်းလေးလူရမယ်သဘောမှာတော့ရှိတယ်တူရကီလားဒါမှမဟုတ်လို့ရှင်တစ်ဖက်ကပါရာဂွေးလားပေါ့နော်အဲ့လိုမျိုးလူရမယ်အပိုင်းမှာရှိရလို့ကျွန်တော်ကတော့ထင်မြင်မိတာလေးတော့ရှိတယ်ဆိုတော့ဒီ group C နဲ့ D မှာဆိုလို့ရှိရင်လူချင်းမင်းတို့ရောဘယ်အသင်းနေရာတက်လာမယ်လို့ထင်လဲကိုယ့်ရဲ့ထင်မြင်စားချက်တွေကဘယ်လိုရှိလဲမကြခင်မှာကြာရောက်တော့မယ်ကဘာဖလားကိုကျွန်တော်တို့အတူတူကြိုးဆိုရအောင်အောက်က comment ထဲမှာကိုယ့်ရဲ့ထင်မြင်စားချက်လေးကိုလာပြီးတော့မှတ်ခဲ့ပြလို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးနဲ့ video လေးကိုကြားနေတဲ့တဲ့ဆိုလို့ရှိရင် like and subscribe follow နေပြီးကိုညီကလို့ရပါတယ်ကျွန်တော်တို့နောက်ထပ် video တစ်ခုကြာမှာပြန်နေကြတော့အားလုံးပဲ see you ပါ